ဒီထောင်ကကဘာဘမို့အထူးခြားဆုံးပဲအချုပ်ခန်းတွေအားလုံးကိုဖမ်းနဲ့လုတ်ထားတာဒီလိုလုံးဝဖောက်ထွင်းမြင်နေရတဲ့ပတ်ဝန်းကျင်မျိုးမှာအကျဉ်းသားတွေဟာအိမ်သားတက်တာတောင်စောက်ချိခံနေရတယ်သူတို့တွေကအကျဉ်းသားတယောက်မှာနှာခေါင်းမွေးဖင်ပင်ရှိလဲဆိုတာတောင်မြင်နိုင်တဲ့အထိပဲပိုပြီးထူးဆန်းတာကဒီအချုပ်ခန်းတွေကလေထဲမှာတွဲလောင်းဆွဲထားတာဒါကြောင့်ဥမင်တူတာလိုမျိုးရိုးရထွက်ပြေးနည်းတွေကလုံးဝအသုံးမဝင်တော့ဘူးဒီမှာရှိတဲ့ထောင်ဆောက်အကြီးအတွက်ကတာမန်ထောင်တဲ့အစပေါင်းများစွာပိုများတယ်ဒါကြောင့်ထွက်ပြေးဖို့အခွင့်အရေးရှာရတာလုံးဝမဖြစ်နိုင်တဲ့လောက်ပဲရေကအသက်ရောက်လာတဲ့သူဆိုတော့ထုံးစံတိုင်းအကျဉ်းသားဟောင်းတွေရန်စားတာကိုခံရတာပေါ့ရန်ပွဲတစ်ခုမဖြစ်ခင်လေးမှာပဲအီးမေးလ်ဆိုတဲ့လူတစ်ယောက်ပေါ်လာတယ်တခြားအကျဉ်းသားတွေလည်းချက်ချင်းပဲပေးဖယ်သွားကြတယ်အီးမေးလ်ကရေကိုအရင်ဆုံးစကားပြောတယ်ဒါပေမဲ့ရေကလူသစ်ဆိုတော့ဒီထောင်ထဲကအကျဉ်းသားတင်းကကြားတယ်ဆိုတာသိတယ်ဒါကြောင့်သူတို့ရဲ့ယုံကြည်မှုကိုမရခင်မှာသူကစကားအများကြီးမပြောချင်ဘူးဒါပေမဲ့နောက်ပိုင်းရက်တွေမှာအီးမေးလ်ကရေကိုတောက်လျှောက်ကြည့်နေခဲ့တယ်ဘာလို့လဲဆိုတော့ရေကရောက်လာပြီးကြတဲ့ကသူ့ပတ်ဝန်းကျင်ကိုအမြဲတမ်းအကဲခတ်နေတာကိုသူတတိထားမိလို့ပဲဒါနဲ့အီးမေးလ်ကသူ့ကိုအကူအညီလိုလားလို့မေးတယ်ပထမတော့ရေကပြောမဖြေချင်ဘူးဒါပေမဲ့ဒီထောင်ရဲ့လုံခြုံရေးအဆင့်ကသူမြင်မှုတမျှထောင်တွေတဲ့ပုံမြင့်တယ်ဆိုတာသူသဘောပေါက်လာတယ်ထောင်ဆောင်တွေက24နာရီပတ်လုံးအလဲကျစောင့်နေပြီးဟာကွက်မှမရှိဘူးတယောက်တည်းထွက်ပြေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒီတော့အီးမေးလ်ကနောက်တစ်ခါထပ်မဲတဲ့အခါမှာတော့ရေကငင်းမနေတော့ပဲသူတိုက်ပိတ်ခိုင်းချင်တယ်လို့ပြောလိုက်တယ်ဒီတောင်းဆိုမှုကမခက်ခဲပါဘူးသူတို့နှစ်ယောက်ရန်ဖြစ်ကြတယ်မကြခင်မှာပဲထောင်ဆောင်တွေရောက်လာပြီးရေကိုတိုက်ပိတ်ခန်းထဲခေါ်သွားတယ်တိုက်ပိတ်ခန်းထဲမှာရေကသူ့ပတ်ဝန်းကျင်ကိုစပြီးအကဲခတ်တယ်ရုပ်ပြတ်အလင်းရောင်စူးစူးတစ်ခုထိုးလာတယ်အလင်းရောင်ကအရန်ပြင်းလွန်းလို့သူ့မျက်လုံးတွေတောင်ကွယ်မတက်ပဲဒါပေမဲ့ဒါကတာမန်အလင်းရောင်မဟုတ်ဘူးအပူပေးတဲ့စနစ်ပါတယ်ဒါကအခန်းတစ်ခုလုံးကိုမီးဖို့လို့ပူလွန်သွားစေတယ်နာကျင်နေပေမဲ့လည်းရေကကြိုင်မိခံပြီးဂျမ်းပင်ကိုဆက်ရှာတယ်နောက်ဆုံးတော့သူဟာအားနည်းချက်တစ်ခုကိုရှာတွေ့သွားတယ်တပတ်ကြာတော့ရေနဲ့အီးမေးလ်တို့အချုပ်ခန်းတွေကိုပြန်ရောက်လာတယ်အီးမေးလ်ကဆက်စုပြီးရေကိုအရင်ကဘာအလုပ်လုပ်လဲလို့မေးတယ်ဒါပေမဲ့ရေကသူ့နောက်ကျောင်းကိုမပြောပြချင်ဘူးသူကအီးမေးလ်ကိုချော့မွေပြီးလုံးဝနဲ့တတ်တူပြားတစ်စုံရှာပေးဖို့ပဲတောင်းဆိုလိုက်တယ်ရေမထင်တာကအီးမေးလ်ကတယောက်ထိုက်ပြေးဖို့ကြံစီနေကြောင်းထောင်ဆောင်တွေကိုသတင်းပေးလိုက်တာပဲမကြခင်မှာပဲအီးမေးလ်ကထောင်မှုရှေကိုရောက်သွားတယ်ထောင်မှုကသူ့ကိုမင်းမြန်းတဲ့အခါအီးမေးလ်ကဘာမှမပြောဘဲစက်ကူတရွက်ပေါ်မှာဖင်ပုံတပုံဆွဲပြလိုက်တယ်ထောင်မှုကအီးမေးလ်ကသူ့ကိုလောင်ပြောင်နေမှန်းထိသွားပြီးချက်ချင်းပဲပိုပြင်းတဲ့ပြစ်ဒဏ်ပေးဖို့အမိန့်ပေးလိုက်တယ်အချိန်အတော်ကြာတော့မှထောင်မှုကသူတို့ကိုအရက်ဖို့အမိန့်ပေးတယ်အီးမေးလ်လည်းအခွင့်အရေးကိုအရယူပြီးဇပွဲအောက်ကိုတွားကရေဆိုးမြောင်းကတတုအဖုံးတစ်ခုကိုဖြုတ်ယူလိုက်တယ်အီးမေးလ်ရဲ့အကြံခိုင်းမှုကိုမြင်လိုက်ရတော့ရေလည်းသူ့ကိုနောက်ဆုံးတော့ယုံသွားတယ်ပြီးတော့သူကသူ့ရဲ့တကယ်အထောက်ထားနဲ့ဒီကိုရောက်လာရတဲ့အကြောင်းရင်းကိုဖွင့်ပြောလိုက်တယ်သူကဒီထောင်ရဲ့လုံခြုံရေးကိုလာစမ်းသပ်တာဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူကထောင်ချောက်ထဲကျသွားခဲ့တယ်တစုံတစ်ယောက်ကသူ့ကိုဒီမှာထာဝရအနေစေချင်တယ်ဒါပေမဲ့ဘယ်သူမှသူ့ကိုပိတ်လောင်ထားနိုင်မှာမဟုတ်ဘူးသူကထွက်ပြေးပြီးဒီကိစ္စရဲ့နောက်ွယ်မှာကြံစည်မှုကိုဖော်ပြောဖို့ဆုံးဖြတ်ထားတယ်လေးလာကြည့်ပြီးတဲ့နောက်မှာရေကဒီထောင်ကိုမြေအောက်ဂူထဲမှာစောက်ထားပုံရတယ်လို့သဘောပေါက်သွားတယ်ဒါပေမဲ့သူကအပေါ်ကိုဆက်တက်သွားနိုင်ခဲ့ရင်ထွတ်ပေါက်တစ်ခုတော့အမြင်ရှိမှာပဲသူကဒိုက်ပိတ်ခန်းရဲ့ချမ်ပီယံကိုအလူမီနီယံနဲ့မဟုတ်ပဲတာမနီနဲ့လှုပ်ထားတာကိုလည်းသတိထားမိတယ်ဒါကလွတ်လောက်နိုင်မဲ့အားနည်းချက်ဖြစ်လာတယ်တမ်ပနီကတန်ကြီးတက်ပြီးအပူပေးခန်းရတဲ့အခါကျေပြန့်လာပြီးကွာကျသွားနိုင်တယ်အေမီယူလာတဲ့တတူပြာကိုတမ်ဘိုတွေကိုအပူပေးဖို့တုံးလို့ရတယ်အစီအစဉ်ဆွဲပြီးလာနဲ့အေမီကရန်ရှာပြီးပယံပတာတွေလှုပ်တော်တယ်ရေလည်းအခွင့်အရေးကိုအရယူပြီးသူ့လက်ထဲကပေါင်မုံတစ်ပိုင်းကိုပုံတွင်းလိုက်တယ်ရလတ်အနေနဲ့သူတို့နှစ်ယောက်နောက်တစ်ချိန်တိုက်ပိတ်ခန်းနဲ့အထက်ခံလိုက်ရတယ်ရေကတတူပြာကိုတုံးပြီးတမ်ဘိုတွေကိုအမြန်ဆုံးအပူပေးတယ်မီးရောင်အောက်မှာတမ်ဘိုတွေမကြခင်မှာပဲကန်ခွတ်လာတယ်သူကအဲ့ဒီနီလန်အတိုင်းတမ်ဘိုအားလုံးကိုဖြုတ်ပစ်လိုက်တယ်ပြီးတော့သူခွတ်ထားတဲ့ပေါင်မုံကိုပါဆက်သေးထည့်လိုက်ပြီးအီးမေးလ်ကိုအချက်ပေးဖို့ဂျမ်းပင်ကိုခောက်လိုက်တယ်အချက်ရလာနဲ့အီးမေးလ်ကချက်ချင်းပဲအကျယ်ကြီးအော်ဟစ်ပြီးထောင်မှုရဲ့အာယုံကိုလွှဲလိုက်တယ်ရေကအခွင့်အရေးကိုအရယူပြီးစေးကပ်နေတဲ့ပေါင်မုံနဲ့ကင်မရာကိုဖုံးအုပ်လိုက်ပြီးတက်တူပြားကိုဖွင့်လိုက်တယ်ပြီးတော့လမ်းကြောင်းထဲကိုတွားဝင်ရောက်သွားတယ်သူကပိုက်လုံးတွေကနေတဆင်းအပေါ်ကိုစတက်သွားတယ်တစ်ချိန်တည်းမှာပဲထောင်မှုကတိုက်ပိတ်ခန်းကိုရောက်လာပြီးအမ်အယ်ကထောင်ရဲ့ကြမ်းတမ်းတဲ့ဖြစ်တဲ့တွေကိုမခံနိုင်တော့ဘူးလို့ထင်နေတယ်သူကအမ်အယ်ရဲ့နာကျင်မှုကိုကြည့်ပြီးအရသာခံနေတယ်ဒါကပဲရေအတွက်ထွက်ပြေးဖို့အကောင်းဆုံးအခွင့်အရေးဖြစ်သွားစေတယ်ကံမကောင်းစွာနဲ့ပဲသူကကေဘယ်ချိုးတစ်ချောင်းကိုမတော်တဆပျက်စီးသွားစေတယ်ဒါကြောင့်ရေပိုက်တွေပောက်ကွဲပြီးရေတွေအလင်းအမြန်ဝင်လာတယ်သူနောက်ဆုံးပိုက်လုံးတွေကနေတဆင့်အပေါ်ကိုတက်သွားနိုင်တဲ့အခါမှာတော့သူလုံးဝအားတင်းပါတယ်ဒီထောင်ကမြေအောက်ကူထဲမှာလုံးဝရှိမနေတဲ့အေယာမကုန်တင်တင်ပေါ်ကြီးတစ်စင်းပေါ်မှာဖြစ်နေတာကိုတွေ့လိုက်ရတယ်